ဝိုင်ကွက်ကင်တဲ့အခါမှာတော်တော်များများမှားလေးရှိရဲ့အမှားကတော့အခုလိုဘိုးကိုလက်နဲ့အောက်ကနေပင့်ပြီးဓာတ်ရိုက်ထိတွေ့ကင်တာပါနောက်တစ်မျိုးအနေနဲ့လည်းလက်ဖွားနဲ့အုပ်မိုးပြီးဘိုးကိုအခုလိုမျိုးအုပ်ကွယ်ပြီးကင်ကြရလေဝိုင်ကွက်ကင်တဲ့အခါမှာမလုတ်တဲ့အပြုအမူတွေဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ရော့ဝိုင်ကထည့်ပြီးသွားလို့ရှိရင်ဒီခွက်ရဲ့ဘိုင်အိုးထဲမှာသူတို့လေဟာနဲ့ဓာတ်ပြူတဲ့အချိန်တစ်ခုပေးရပါတယ်ဒီချိန်တွင်းမှာကျမတို့ရဲ့လက်တွေကအုံမိုးကင်လိုက်မယ်ဆိုရင်ဓာတ်ပြူတဲ့အချိန်မှာကျမတို့ရဲ့လက်ကအပူချိန်ကသွားပြီးနှောက်ယှက်နိုင်တာဖြစ်တဲ့အတွက်ဝိုင်ရဲ့အနံ့အရသာပြောင်းသွားနိုင်ပါတယ်ဒါကြောင့်မလို့ကျမတို့ဘိုးကနေဓာတ်ရိုက်ထိတွေ့ခြင်းကိုဝိုင်ကွက်မှာရှောင်ပြရတာဖြစ်ပါတယ်base လို့ခေါ်တဲ့ဖန်ခွက်ရဲ့အောက်ခြေကအကားပြားလေးကနေလည်းကင်လို့ရပါတယ်ဒါကတော့ကိုတောက်နေတဲ့အချိန်မှမဟုတ်ပဲကိုယ့်ရဲ့ဘဲဘက်လက်ထဲမှာနားထားတဲ့အချိန်မှာဆိုအခုလိုလက်မလေးနဲ့ဖိပြီးကင်ထားတာဖြစ်ပါတယ်ကိုတောက်တယ်ဆိုရင်တော့ညာဘက်လက်နဲ့ပဲကျွန်မ stem လို့ခေါ်တဲ့ဒီအချောင်းရှိရှိလေးရဲ့အဖျားနားလေးကနေကပ်ပြီးတော့အခုလိုမျိုးကင်ခြင်းကခွက်ရဲ့ကြော်ရှင်မှုကိုပိုပြီးပေါ်စေပါတယ်ကိုကနိုင်နေဆိုလို့ရှင်တော့လက်ချောင်း၃ချောင်းနဲ့ကင်မနိုင်ဘူးဆိုရင်တော့လက်ချောင်း၃ချောင်းနဲ့လက်သေးလေးတွေပေါ်ပြီးတော့ကျွန်မတို့ကင်ခြင်းဝိုင်ခွက်လေးတွေရဲ့ကြော်ရှင်မှုကိုကျွန်မတို့တောက်တဲ့သူရဲ့ကြော်ရှင်မှုကိုပိုပြီးပေါ်လွင်စေတဲ့ကင်နည်းမျိုးဖြစ်ပါတယ်oxidation တက်ပြူတာကိုအားပေးဖို့အတွက်ဝိုင်ခွက်ထဲမှာဝိုင်ကြီးထည့်ပြီးသွားရင်တမ်းမတော့ပဲနဲ့အခုလိုမျိုးလေး base ကနေကင်ပြီးတော့ခဏလေး shake လုပ်တာမျိုးလေးလည်းလုပ်ပေးတင်ပါတယ်ဒီမှာ lady like etiquette အတန်းမှာဆိုလို့ရှိရင်အခုလိုမျိုး dining etiquette and table manner တွေအပြင်ကို social etiquette and business etiquette အကြောင်းအရာတွေကိုပါထည့်သွင်းသင်ကြားပေးနေတာမို့လို့ဒီဇင်ဘာ23ရက်နဲ့14ရက်စနေတနင်္ဂနွေ2ရက်တာမှာလည်းထိုင်းနိုင်ငံဘန်ကောက်မှာ lady like etiquette တင်တဲ့ကိုလာရောက်ဖွင့်လှစ်ဖို့ရှိတာမို့လို့ဘန်ကောက်ကမြို့သမီးတွေနဲ့စိတ်ဝင်စားရဆိုရင်လည်း attractive နဲ့ Facebook page မှာစုံစမ်းနိုင်